ကဲအပြင်းကြီးပြီးမလို့ဖြစ်တဲ့ day 3လေးတင်ပေးလိုက်ပါပြီဗျာ day 1မှာအားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်တို့ရန်ကုန်ကနေကြိုက်တီးကိုစပိန်နဲ့လာတယ် day 2ကတော့ကျွန်တော်တို့ကင်မွန်စခန်းကနေတောင်ပေါ်ကိုခြေချင်းတက်တယ်နေချင်းပဲခြေချင်းပြန်ဆင်းနေပေါ့နော်ဒါကတော့ကျွန်တော်တို့ day 1နဲ့ day 2ပါကျွန်တော်တို့အပြင်းကြီးပြီးမလို့ဖြစ်တဲ့ day 3လေးကတော့ဒီနေ့တင်ပါပြီဗျာမော်နီမှာကျွန်တော်တို့ရန်ကုန်ပြန်တော့မယ်ဆိုတော့ကျွန်တော်တို့ရဲ့စပိန်တွေကိုသေချာစီစစ်ပြီးတော့ထုတ်ပိုးတွေစပြီးပြင်ဆင်နေပါပြီကျွန်တော်ကြိုက်တီယိုကနေအပြန်လန်းကတော့အေးရလဲအေးတယ်မှောင်ကလည်းမှောင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တေချာလေးဂယူဒီဇိုင်းနင်းလာခဲ့ရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အပြန်လန်းလေးပဲဖြစ်ပါတယ်ခင်ဗျာကဲနင်းလာရင်းနဲ့ဒါကျွန်တော်တို့အလင်းရောင်စပြီးတော့မြင်လာရပါပြီအခုရောက်ရှိနေတဲ့နေရာကတော့နာမည်ကြီးဒေါင်းတောင်ဖြစ်ပါတယ်ခင်ဗျာဒေါင်းတောင်မှာအမှတ်တရဓပုံလေးရိုက်လိုက်ပါမယ်ဒေါင်းတောင်မှာကျွန်တော်တို့ရေတောက်ခဏနားပြီးတော့ဒါကျွန်တော်တို့မယန်းချောင်ပေါ့နော်မယန်းချောင်ဂိတ်အကျော်ကရွှေတရက်ဆိုတဲ့ဒါလက်ဖိတ်ဆိုင်လေးမှာကျွန်တော်တို့မနက်စာစားဖို့ပြင်ဆင်နေပါပြီခင်ဗျာမနက်စာစားပြီးအေးဆေးနင်းလာရင်းနဲ့မှကျွန်တော်တို့စစ်တောင်းတရားမုတ်ပလင်ကိုရောက်ရှိနေပါပြီဒါတော့မုတ်ပလင်တရားပေါ်ကနေမြင်ရတဲ့ရှုခင်းလေးတွေပဲဖြစ်ပါတယ်အဲရတဲ့ဆင်ကျွန်တော်တို့ညောင်ခါရှည်ပေါ့နော်ညောင်ခါရှည်အထိကျွန်တော်ဆက်ပြီးတော့ဖြည်းဖြည်းအေးပဲနင်းခဲ့ပါတယ်အပြန်လန်းဆိုတော့ကျွန်တော်တို့အေးလူလူအေးဆေးပဲနင်းခဲ့ပါတယ်ဗျညောင်ခါရှည်ကနေကျွန်တော်တို့ဝေါကိုဆက်ပြီးတော့ခြိတက်နေပါပြီဝေါမှာတော့ကျွန်တော်တို့အလာတုံးကထိုင်ခဲ့တဲ့ဒါအေးဆိုင်လေးမှာပဲကျွန်တော်တို့အေးဆေးအေးတွေပါတောက်ပါတယ်ကျွန်တော်တို့ဝေါဆိုင်ပုံမှာအမှတ်တရဓပုံတွေပါတယ်ရိုက်တယ်ပြီးတော့ဝေါကနေဆက်ပြီးတော့ထွက်လာခဲ့ပါတယ်ကျွန်တော်တို့ဝေါကနေဒါဖျားကြီးကိုသွားတဲ့လမ်းမှာကျွန်တော်ယထာလန်းလေးပေါ့နော်ယထာလန်းကိုလေးရှိပါတယ်အဲ့ယထာလန်းလေးအရန်လာတယ်ဗျအဲ့ယထာလန်းလေးမှာကျွန်တော်တို့အမှတ်တရဓပုံရိုက်ပါတယ်အပြန်ဆိုတော့အေးဆေးပဲဗျအေးဆေးရောက်တဲ့အချိန်မှာအိမ်ပြန်ရောက်တော့ဓပုံလှလှလေးရိုက်ပါတယ်ကဲခုဆိုဖျားကြီးလမ်းဆုံးကိုရောက်ရှိလာပါပြီအချိန်ကတော့17နာရီဝန်းကျင်ရောက်ရှိနေပါပြီကျွန်တော်တို့ဖျားကြီးကနေခဏနာပြီးတော့ကျွန်တော်တို့ပဲခူးကိုဆက်ပြီးခြိတက်ပါမယ်ခင်ဗျာအားလုံးဆက်ပြီးလိုက်ခဲ့ပေးကြပါဦးဖျားကြီးလမ်းဆုံးမှာရှိတဲ့စီဇန်ဒီဇိုင်းမှာကျွန်တော်တို့ပေါက်တော့ခဏဝင်ပါတယ်ပေါက်တော့ဝင်ပြီးတာနဲ့ကျွန်တော်တို့ပဲခူးမှာဘယ်ဆိုင်မှာတမင်းစားမလဲဘယ်သွားမလဲကျွန်တော်တို့ဆက်ပြီးတော့အပြန်ခီးအတွက်ဆက်ပြီးတော့ဆွေးနွေးနေပါတယ်မကြခင်ပဲခူးမှာကျွန်တော်တို့တမင်းစားဖို့ပြင်ဆင်ပါတယ်ဒီလိုနဲ့နေ့လယ်12နာရီမှာကျွန်တော်တို့ပဲခူးကိုပြန်လည်ရောက်ရှိပါတယ်ကျွန်တော်တို့ပဲခူးကလင်းဆိုတဲ့မြန်မာတမင်းဆိုင်မှာတမင်းစားပါတယ်ကျွန်တော်ကစိတ်သားနဲ့စားပါတယ်ရာသီဥတုကလည်းပူတယ်ဗျာကျွန်တော်တို့နင်းလာရင်းနဲ့မှပဲခူးမျိုးရှောင်းလန်းမှာရှိတယ်ဒါမျိုးရှောင်းလန်းထိပ်မှာရှိတဲ့ GNG မှာခဏဝင်ပြီးအေးတောက်ပါတယ်မရတော့ပူလာပြီကျွန်တော်တို့ပူပူလောင်လောင်ကြီးနင်းပြီးတဲ့အချိန်မှာတော့ရန်ကုန်နဲ့ပဲခူးနယ်စပ်ကိုရောက်ရှိပါပြီရန်ကုန်တိုင်းကနေကြိုးစိုးနေပါပြီဗျကျွန်တော်တို့အမှတ်2လမ်းပေါ်ကိုပြန်လည်ရောက်ရှိလာပါပြီအမှတ်2လမ်းမှာခဏနားပါမယ်ကျွန်တော်အမှတ်2လမ်းပေါ်မှာရှိတဲ့ကြိုက်ဒေးဝိဇေဒီတော်ရဲ့ဒီကျွန်တော်တို့ဒီဇရက်ကလေးမှာခဏနားပါမယ်ကျွန်တော်နားရင်မုတ်စားမှာပေါ့ဗျာမုတ်ကလည်းဖောက်လာကြတယ်ဗျာဂုံးဆဲမလို့ပါဆိုမှအမှတ်2လမ်းတိုင်းကျွန်တော်တို့အိမ်ကိုကိုစီပြန်နေကြပါပြီကျွန်တော်တို့ကမြို့နယ်မတူကြဘူးပေါ့နော်မြို့နယ်မတူတဲ့တကယ်ချင်းတွေအားလုံးစုပြီးတော့ကြိုက်တီကိုသွားတာဆိုတော့ကျွန်တော်တို့ကိုနေထိုင်ရာမြို့နယ်တွေစီကိုတီးတီးပြန်နေကြပါပြီတကယ်ချင်းတွေနဲ့အားလုံးကျွန်တော်လမ်းခွဲပြီးတော့ကျွန်တော်လည်းကျွန်တော်နေထိုင်ရာမြို့နယ်စီကိုတယောက်တည်းခြေတက်နေပြီပေါ့ဗျာကဲဤစဉ်လေးကတော့အောင်မြင်ခဲ့ပါတယ်ပျော်စရာလည်းကောင်းခဲ့ပါတယ်Day 1အနေနဲ့ရန်ကုန်ကနေကြိုက်တီကိုစပိန်နဲ့သွားတယ်Day 2အနေနဲ့ကြိုက်တီကမွန်စကန်ကနေတောင်မော်ကိုခြေချင်းတက်တယ်နေချင်းခြေချင်းပြန်ဆင်းတယ် Day 3အနေနဲ့ကတော့ခုကြိုက်တီကနေရန်ကုန်ကိုပြန်ခဲ့ပါတယ်ကျွန်တော်တို့3ရက်တာ challenge လေးအောင်မြင်ခဲ့ပါတယ်ဗျာကြည့်ရှုခဲ့သူအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်